အားလုံးပဲမင်္ဂလာပါပု္ပ္ပစာတစ်ပု္ပ္ပစာကိုဖြည့်ရှင်းတဲ့အခါမှာတောင်ကွင်းနေပါတယ်တွန်ကွင်းနေပါတယ်လက်သေးကွင်းနေပါကြတယ်တောင်ကွင်းကိုတော့အကြီးဆုံးလို့ထားမယ်တွန်ကွင်းကိုတော့အလဲဆုံးငယ်လက်ထားပြီးတော့ဒီလက်သေးကွင်းလေးကိုတော့အငယ်ဆုံးဆိုပြီးတော့ထားကြမယ်အဲ့ဒါဆိုလို့ရှိရင်ပု္ပ္ပစာတစ်ပု္ပ္ပစာကိုဆရာတို့တွက်မယ်နံပါတ်1ဆိုကြပါစို့နံပါတ်1က42မှ5အမြောက်တောင်ကွင်း36အစာ8အနှုတ်လက်သေးကွင်း16အစာ4သူကအဲ့လိုမျိုးလေးပေးထားတယ်အဲ့ဒီခါမှာဆရာတို့ကကြည့်မယ်ဒီပု္ပ္ပစာတစ်ပု္ပ္ပစာထဲမှာဆရာတို့ဘောကပြောခဲ့တယ်လို့မျိုးကွင်းတွေကိုရှင်းလို့ရှိရင်နံပါတ်1ဘယ်သူကိုစရှင်းရမလဲနံပါတ်1ကလက်သေးကွင်းကိုစရှင်းရမယ်ပြီးရင်နံပါတ်2ကဘယ်သူကိုရှင်းရမလဲလက်ဆိုလွဲသွားပြီနံပါတ်1ကဘယ်သူကိုရှင်းရမလဲလက်သေးကွင်းကိုရှင်းရမယ်နံပါတ်2ကဘယ်သူကိုရှင်းရမလဲတွန်ကွင်းကိုရှင်းရမယ်နံပါတ်3ကတော့ဘယ်သူကိုရှင်းရမလဲတောင်ကွင်းကိုရှင်းရမယ်အဲ့တော့ဒီပု္ပ္ပစာမှာကလက်သေးကွင်းတွေရောတွန်ကွင်းတွေရောတောင်ကွင်းတွေရောရှိတယ်အဲ့ဒါဆိုလို့ရှိရင်ရှေ့က40မှ5မြောက်လက္ခဏာပု္ပ္ပစာကိုပြန်ပြီးတော့ကူးမယ်ပု္ပ္ပစာကိုပြန်ကူးပြီးတဲ့အခါမှာဒီမှာလာချင်းတွေ့တယ်ပါကွင်းလေးကိုစတွေ့တာလေလက်သေးကွင်းလေးတွေတွေ့တယ်အဲ့လက်သေးကွင်းလေးကိုဆရာတို့ကရှင်းမယ်အဲ့ရှင်းတဲ့အခါမှာ16ထဲက4ကိုစားမှာအဲ့တော့16နဲ့4နဲ့ကိုစားလိုက်ဘယ်လောက်ရမလဲ4လေးဒီဘယ်လောက်ရလဲ16ရတယ်အဲ့ဒါဆိုရင်အဖြေကဘယ်လောက်လဲ4အဲ့တော့အဖြေက4ဆိုတဲ့ကြောင့်16နဲ့4နဲ့စားတာကဆရာတို့ဘယ်လောက်လို့ပြောမလဲ16နဲ့4နဲ့စားတာကိုဆရာတို့ဘယ်လောက်ပြောမလဲ4လို့ပြောမယ်အဲ့ဒါဆိုလို့ချင်းဒီမှာရှိတဲ့16နဲ့4နဲ့စားတဲ့နေရာမှာဖြေကိုပါလို့ရေးမလို့ဆရာတို့က4လို့ရေးမယ်ရေးပြီးတဲ့အခါမှာလက်သေးကွင်းကိစ္စပြီးတော့ဆိုတော့တကြောင်လက်သေးကွင်းနေမရေးတော့ဒီလိုလေးပဲရေးတော့မယ်အဲ့ဒါဆိုလို့ချင်းပြီးသွားပြီနောက်ထပ်40မှ5အမြောက်တောင်ကွင်း36အစားဆိုပြီးတော့စတယ်အခုဘယ်သူကိုစလောရမလို့တွန်ကွင်းလေးကိုလောရတော့မယ်တွန်ကွင်းလေးက8ထဲက4ကိုဘာလုပ်ထားလဲနှုတ်ထားတာ8ထဲက4ကိုနှုတ်ရင်ဘယ်လောက်လဲ8ထဲက4ကိုနှုတ်မှတော့4ပဲပေါ့8ထဲက4ကိုနှုတ်ရင်4ဆိုလို့ရှိရင်အဲ့ဒီ4ကိုဆရာတို့ကရေးမယ်4လို့ပဲရေးလိုက်မယ်အဲ့ဒါဆိုလို့ရှိရင်တွန်ကွင်းကိစ္စလဲဆရာတို့ပြီးသွားပြီတွန်ကွင်းကိစ္စပြီးသွားပြီဆိုရင်ဘသူတို့နောက်ဆုံးပိတ်ကဘယ်ကွင်းကိုဆရာတို့ရှင်းရမလဲပထမနံပါတ်1ကဘသူကိုရှင်းရမလဲလက်သေးကွင်းကိုရှင်းရမယ်လက်သေးကွင်းပြီးတဲ့ခါမှာဘာကိုရှင်းရမလဲတွန်ကွင်းကိုရှင်းရမယ်တွန်ကွင်းပြီးတဲ့ခါမှာဘာကိုရှင်းရမလဲတောင်ကွင်းကိုရှင်းရမယ်အခုတောင်ကွင်းရှင်းတော့မယ်တောင်ကွင်းက36နဲ့ပါ4နဲ့ဘာလုပ်ကြမှာလဲစားမှာအဲ့ဒီကတော့ဆရာတို့ကတောင်ကွင်းကိုကြည့်မယ်အဲ့တော့ဒီမှာစားပြီဆိုတော့36နဲ့4နဲ့သာစားခဲ့ရင်ဘယ်လောက်ရမလဲဆိုတော့အကျန်းနဲ့ကိုသွားပြီးတော့တွက်မယ်36နဲ့4နဲ့သာစားခဲ့ရင်ဘယ်လောက်ရမလဲအဲ့ဒါဆိုရင်36နဲ့4နဲ့စားမယ်အဲ့တော့4ဒီဆိုကြမယ်4တက်ဒီ4နဲ့4 8 4 3 20 4 4 16 4 5 20 4 6 4 24 4 9 4 20 8 4 8 32 4 9 30မှရှောက်4 9 36ဆိုတော့ကြောင့်အဖြစ်ဆရာတော့ပါတယ်တော့9ဆိုတဲ့ကြောင့်ဆရာတို့က36နဲ့4နဲ့သာစားခဲ့အဖြစ်ဘယ်လောက်ရမလဲ9ရမယ်အဲ့ဒါ36နဲ့4နဲ့စားတဲ့အခါမှာဘယ်လောက်ရတယ်တော့9ရတယ်36နဲ့4နဲ့စားရင်ဘယ်လောက်ရတော့9ရတယ်9ရတယ်ဆိုရင်အခု45နဲ့9ကဘာလို့တော့မှာလဲမြောက်တော့မှာဆိုရင်အကျန်းနဲ့ကိုပြန်သွားမယ်40မှ5နဲ့9နဲ့သာမြောက်ခဲ့ရင်ဘယ်လောက်ရမလဲအဲ့တော့45နဲ့9နဲ့ဘာလို့ကြမှာမြောက်ကြမယ်9 5လီ9တော့9တက်ဒီကို9နိုင်18 9တော့29 9လေး36 9 5လီ40မှ5 4ရေးမယ်9တက်ဒီကို9နိုင်18 9တော့29 9လေးလီ36အဲ့36နဲ့4နဲ့ဘာလို့ရမလဲပေါင်းရမယ်ပေါင်းလိုက်တဲ့အခါမှာဖြစ်ဘယ်လောက်ရတော့40ရတယ်အဲ့ဆိုရှင်400နဲ့မှ5အဲ့405ဘာနဲ့မြှောက်လိုက်လို့တော့45နဲ့9နဲ့မြှောက်လိုက်လို့405ရတာအဲ့ဒါဆိုလို့ရှင်ဆရာတို့ဒီမှာဖြစ်ပါရေးမလို့400နဲ့မှ5လို့ရင်းဆရာတို့ရဲ့အဖြေကပြီးသွားပြီအဲ့တော့ပု္ပ္ပစာတစ်ပု္ပ္ပစာကိုဖြည့်ရှင်းတဲ့အခါမှာကွင်းတွေပါခဲ့မယ်ဆိုရင်ပထမဆုံးဘာကိုယဉ်ရှင်းမလဲလက်သေးကွင်းကိုယဉ်ရှင်းမယ်လက်သေးကွင်းရှင်းပြီးတဲ့အခါမှာဘယ်ကွင်းကိုရှင်းမလဲတွန်ကွင်းကိုရှင်းမယ်တွန်ကွင်းကိုရှင်းပြီးတဲ့အခါမှာဘယ်ကွင်းကိုရှင်းမလဲတောင်ကွင်းကိုရှင်းမယ်အဲ့လိုမျိုးကွင်းကိုအစင်လိုက်ရှင်းမှသာပု္ပ္ပစာ
နောက်ဆုံးအဖြေမှန်ကိုရရှိမှာဖြစ်တယ်ခဏကတော့ဒီ green နဲ့ပါတဲ့သင်ခန်းစာအကြောင်းကိုရှင်းပြပေးတာပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံးတွေ့ပါမယ်